ဆူဆန်ကအခုအချင်းယူလာလေးတစ်ပုတ်လောက်ဆိုလိုက်ပါတဲ့ကလေးတွေတွေ့ဟုတ်ကဲ့နော်ဒီကလေးတွေဦးစားပေးရပေါ့အဲ့တော့လူလာပြီးမိသားကြတာပေါ့36ပုံလောက်ဆိုမောင်လေးတွေကိုဘယ်သူမှတားလို့မရဘူးနော်မကရဘူးလို့ဘယ်သူကပြောတယ်ပြောလဲ